ဇက်သပင်တိုင်းမှာခေါင်းဆောင်မင်းသမီးရှိပေမဲ့စမ်းရည်မိုးဆက်ပွဲမှာတော့ခေါင်းဆောင်မင်းသမီးဘာကြောင့်မထားရလဲမြန်မာဇက်သပင်လောကမှာရှိတဲ့ဇက်အဖွဲ့အစည်းအတိုင်းလိုမှာခေါင်းဆောင်မင်းသမီးဆိုတဲ့ယာတို့ကုံပုတ်ကိုအလေးနဲ့ထားလေးရှိတတ်ပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာပြည်သက်တွေအားပေးမှုအခိုင်အမာရရှိထားတဲ့စမ်းရည်မိုးဆက်သပင်မှာတော့ထူးခြားတဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုကိုကျင့်သုံးနေရတွေ့ရှိရပါတယ်အဲ့ဒါကတော့စမ်းရည်မိုးဆက်မှာဗယ်မင်းသမီးကိုမှခေါင်းဆောင်မင်းသမီးဆိုပြီးတော့တည်တတ်နေရထားပေးတာမျိုးမတွေ့ရှိရပါဘူးဒီလိုလှုပ်ဆောင်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အဖွဲ့အစည်းတစ်ခုအတွင်းမှာခေါင်းဆောင်တွေများပြားနေရင်ဆရာများပြီးတားသိမှာစိုးသလိုမျိုးအမြင်မတူမှုတွေနဲ့ပြဿနာတွေပုံမများပြားလာနိုင်ကြောင်းဖြစ်ပါတယ်ခေါင်းဆောင်မင်းသမီးဆိုတဲ့တမတ်ချက်ရှင်နေရင်အခွင့်အရေးဦးစားပေးမှုတွေပေါ်မှာမူတည်ပြီးတော့အချင်းချင်းအားပြိုင်မှုတွေမကျေမနပ်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်စမ်းရည်မှုအနေနဲ့မင်းသမီးတွေကိုခေါင်းဆောင်ရွေးချက်နဲ့ခွဲခြားထားခြင်းမရှိဘဲနဲ့အမှုပညာအလုံးကိုဒန်းတူညီတူနေရာပေးထားရလဲဖြစ်ပါတယ်။မင်းသမီးတိုင်းကိုကိုယ်စီရည်ချင်းလိုက်ဇက်ကဖို့အတွက်တာဝန်ပေးထားပြီးတော့ဘသူကတော့ဖြစ်ခေါင်းဆောင်ဖြစ်လို့ပို့ပြီးတော့အခွင့်အရေးရှိရမယ်။ပို့ပြီးတော့ဦးစားပေးရမယ်ဆိုရဲခွဲခြားဆက်ဆံမှုတွေလုံးဝမရှိပါဘူး။ဒီလိုအားလုံးကိုတန်းတူညီတူအဆင့်တန်းတစ်ခုထဲမှာထားရှိခြင်းကအဖွဲ့သားတွေကြားမှာစီးလုံးမှုကိုပုံမိုးခိုင်မာစေအောင်သာမကပဲအမှုပညာပြိုင်ဆိုင်မှုတွေကိုလည်းမဖြစ်စေတော့တာအမှန်ပါပဲအဓိကချက်ကတော့စမ်းရည်မိုးစသပင်မှာစမ်းရည်မိုးကိုယ်တိုင်ကနံပါတ်1ဦးစားပေးအမှုပညာရှင်ဖြစ်ပြီးတော့အဖွဲ့တစ်ခုလုံးရဲ့ဦးဆောင်သူဖြစ်တာကြောင့်အားလုံးကိုစနစ်တကျထိန်းချုပ်နေရလဲဖြစ်ပါတယ်ရှင်ကိုယ့်ပေါ်မှာမကောင်းပြောနေတဲ့သူတို့ကိုမြစ်တာတရားနဲ့တုံ့ပြန်နိုင်ဖို့ဆိုတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပါဒါပေမဲ့ဇက်သပင်လောကရဲ့မျိုးဆက်သစ်မင်းသားလေးစမ်းရည်မိုးကတော့သူ့ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ပရိသတ်တို့ကိုအားလုံးမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့ရင်ကျေးပြူငါစွာတုံ့ပြန်လိုက်တာကြောင့်လူပြောများနေပါတယ်။ဇက်သပင်လောကမှာရောအနုပညာလောကမှာပါတချို့သောအနုပညာရှင်တွေကသူတို့ကိုအားပေးရဲ့ပရိသတ်တွေကိုခံနိုင်ရင်ရှိပေမဲ့ဝေဖန်ပြစ်တင်မကောင်းပြောတာတွေကြုံလာရရင်တော့စိတ်မထိန်နိုင်ပဲပြင်းပြင်းထန်ထန်တုံ့ပြန်တတ်ကြပါတယ်။ဥပမာအားဖြင့်ဇက်သပင်လောကမှာအောင်မြင်ဆုံးထိပ်တန်းမင်းသားကြီးစွမ်းဆိုရင်သူ့ကိုလှောင်ပြောင်မကောင်းပြောတဲ့ပရိသတ်တဦးကိုစင်ပေါ်ကနေပြေးဆင်းပြီးတော့လက်သီးနဲ့ပိတ်ထိုးခဲ့ရကြောင်းပွဲကားပြခွင့်2နှစ်အထိပိတ်ပင်ခံခဲ့ရပူပါတယ်။တကယ်တော့ပရိသတ်တွေကလည်းအောင်မြင်တဲ့ဇက်မင်းသားတွေကိုဆိုရင်ပို့ပြီးတော့အစမ်းသက်ချင်ကြတာထုံးစံလိုဖြစ်နေပါတယ်။အခုလေပရိသတ်တဦးကစမ်းရည်မိုးကိုနောက်ထပ်မင်းသားတဦးဖြစ်တဲ့ကောင်းစစ်ဟိန်းနဲ့နိုင်ရှင်ကစမ်းရည်မိုးကနာမည်နဲ့လှုပ်ရှားတာဖြစ်ကြောင်းကောင်းစစ်ဟိန်းလောက်မကောင်းကြောင်းတစ်တော်မှာအခုလိုပဲဝေဖန်လာတာပါဇော်ကြီးဆိုတဲ့အဆိုပါပရိသတ်ကစမ်းရည်မိုးနဲ့ဒီကောင်းစစ်ဟိန်းရဲ့ဇက်အဖွဲ့လုံးကိုကျွန်တော်ကြည့်ခဲ့ရဗျကြည့်တဲ့အခါမှာဘယ်ဇက်ကပိုကောင်းလဲဆိုတော့ကျွန်တော်ရဲ့ခန်းစားချက်ကိုပြပြမယ်နော်ဘယ်ဇက်ကပိုကောင်းလဲဆိုတော့ကျွန်တော်ကတော့ကောင်းစစ်ဟိန်းကပိုကောင်းတယ်လို့ထင်ရတယ်တကယ်လည်းဟုတ်ပါတယ်ကောင်းစစ်ဟိန်းကပိုကောင်းတယ်စမ်းရည်မိုးကသူကနာမည်နဲ့ပဲလှုပ်ရှားသွားတာတကယ်လည်းအလောက်မဟုတ်ဘူးသူ့ရဲ့အခမ်းအနားပြင်ဆင်မှုကအစကောင်းစစ်ဟိန်းနဲ့ရှင်မင်းဆိုရင်အခမ်းအနားပြင်ဆင်မှုကလည်းညံ့နေတယ်သူ့ရဲ့အဆောင်ပေါက်တွေအသုံးပြုထားတာလည်းညံ့နေတယ်သူ့ရဲ့အဆောင်ပေါက်တွေကအလောက်အတန်းမကျဘူးပေါ့လေကောင်းစစ်ဟိန်းကတော့ share ပဲ stage show ဆိုရင်လည်း share ဟဲလို့ရတယ်ကောင်းစစ်ဟိန်းကတော်တော်မိုက်တယ်စမ်းရည်မိုးကြတော့သူက